မနေ့ကညအပွဲမှာမြန်မာအမျိုးသားတွေအားပေးခဲ့ကြတဲ့ဖိလစ်ပိုင်မာလေးရဲ့ပွဲကိုတူတူပြန်လည်ကြည့်ရှုအောင်ပါဗျ။ဟိုဘက်ကပြင်းကြီးအဖြူနဲ့နဲ့တော့ဒါသူ့ရဲ့ပြိုင်ဘက်ဖိုက်တာဖြစ်ပါတယ်။ Cindy Muay Thai ဒါတော့သူ့ရဲ့ပြိုင်ဘက်ပါဒါတော့ဖိလစ်ပိုင်မာလေးဘူမိုကာကိုဖြစ်ပါတယ်ဒီပွဲတော့ဒါမှွေထိုင်းပွဲဖြစ်ပါတယ်3မိနစ်3ချီပွဲပါပထမချီစပါပြီဗျလိုကက်တွေဘော်ဒီကက်တွေကန်သွားတယ်ဒီဖိလစ်ပိုင်မှာလေတောက်လျှောက်ဆိုလို့ဒါကျန်းနေပြီဗျပွဲစားရတဲ့ကွာဒီဖိလစ်ပိုင်မှာလေးကအခုဆိုလို့ရှိရင်ဒီဘရိုနီကာရှိတဲ့တိုက်ကားမွေထိုင်းမှာလေ့ကျင့်နေရဖြစ်ပါတယ်ခြေတွေလက်ထက်တွေလည်းတော်တော်လေးကောင်းလာတယ်ဗျขวางด้วยโอ้မျက်နှာကြီးကိုတက်ကန်ပလိုက်တာနော်ခြေကန်ချက်တွေလည်းတော်တော်လေးကောင်းလာတယ် body shot โอ้ထိသွားပြီဗျကျသွားပြီဒါစပိန်ဖိုက်တာမတ်ဆင်ရင်းနေဗျမရတော့ဘူးဗျဒါပထမခြေလဲရိုးနဲ့နိုင်သွားပြီဖိလစ်ပိုင်မှာလေးကတော်တော်လေးပျော်နေတယ်ပထမကြီးခဏနဲ့ကိုနိုင်သွားတယ်ဒါကဲပထမရှိလဲတို့နဲ့နိုင်ရတော့ပါတယ်ဒီပွဲနေတစ်ဆင့်ဒါပိုစုချင်းကိုဘတ်3သိန်းခွဲရရှိခဲ့ပါတယ်ဖိလစ်ပိုင်မှာလေးက